ချစ်ကြတော့မေးဖို့လမ်းမလမ်းမမြောက်ဝမအောင်နဲ့မြောက်ခဲ့တယ်တို့ရပြတ်ပါပြီတွေ့ဖို့ခက်လာပြီတရင်တို့ညတွေဆိုပေးမမင်းမရှိဒီခံစားချက်များကိုမျက်ွယ်ပြုတ်ပြီးလမ်းခွဲခဲ့တာတရားလားတရားလို့မျက်ရည်ကြောင့်ငါဝမ်းနေမိတာမှားလားမျောလင်းချက်တွေကိုမျိုးတရင်နဲ့ပဲဆိုးရရင်မဆိုင်ပြုံးမိနေစေမချစ်ဘူးတော့ယူတာပဲအဲ့တော့ချစ်ဆူပါတယ်တလုံးနာချင်းရဖို့ဆုံးတွေ့တဲ့ခိုက်တဟာဘူးစားလည်းမကူပါနဲ့ငါရဲ့ဗဒိကနာပြီးမှုတက်တော့ခမင်းပေးတဲ့ဥပိ္ပခစပြပြင်းရတာလေးကိုပုံမမောတာစူးရတောင်ပြန်လို့ချင်းများနဲ့ဆုံးရှုံးသွားခဲ့ငါကတူအဲ့ရတဲ့မစိမ့်ငါကဘုံဘုံကြပဲအရင်လိုကလေးကြောက်လို့ကျဲပါအောင်ဝီးတွေတောက်ကဲပါအောင်ကြောက်ပါခဲ့ဘူးတဲ့ချိန်လေးနဲ့နေတော့ငယ်နာဟောကိုချင်းကမြေထားကကြောက်ပြီးတကယ်တော့ခွဲခွာတာရင်လူနဲ့တွေ့တာလားငါကိုတက်တက်ရွယ်တာလားမစိတ်တဆုံးလာခဲ့ဘူးတဲ့လူကမျက်ရည်ဝဲတာပါမင်းတို့များချစ်စလန်းလေးကြရှည်လက်တွေမြဲမှာပါစီကြတူလေးငါကိုချင်နေသေးငါရင်နေလေးငါနေနေသေးမင်းကြောင့်ဟာရင်ဝဲမှာနာချင်နေသေးတေကပြီးလည်းမြစ်တာရောက်ပြဟာဖို့အားရင်နဲ့ထိန်နေလေးတော့ချင်ပါထားလေးဖလူထားခြင်းစိတ်ရဲ့သူစုကိုစုနဲ့တွေ့မှာပေါ့ငါ့ရဲ့မတ်တွေစားဒီရောက်ချိုးမိပဲတော့ပြည့်တယ်နော်မင်းပဲရွေးချယ်တော့မင်းပဲရွေးချယ်တော့ငါဆိုတာဟာမင်းအတွက်မဖြစ်ခဲ့စုကိုစုနဲ့တွေ့မှာပေါ့ငါ့ရဲ့မတ်တွေစားဒီရောက်ချိုးမိပဲတော့ပြည့်တယ်နော်မင်းပဲရွေးချယ်တော့မင်းပဲရွေးချယ်တော့ငါဆိုတာဟာမင်းအတွက်မဖြစ်ခဲ့တော့ဒီကနေ့စလန်းချင်မမင်းမှန်တယ်ငါမှာပေါ့တုံးများနှလုံးသားကိုမီးရှိုးကပြချတော့ချစ်ဟာဒါလာပြောရင်ထဲမှာနာရတော့အဲ့ဒီကစားပြီးမင်းနဲ့ငါနဲ့ခုလိုမျိုးကပါချရောရင်မီးဆုံးစိတ်တွေပြင်ငါတို့စိတ်တွေငါတို့တိတ်တွေချစ်ကူကထိတ်တွေဖြစ်ပါလို့တိတ်တွေနေမောင်နဲ့ထောင်နဲ့ပိန်နေကောင်းတဲ့တိတ်မိတ်တွေနေမောင်နဲ့အိမ်တွေရင်မောင်နဲ့အိမ်တွေဘယ်လောက်နေမိတ်တကောင်ကဟိလည်းပြောက်တဲ့စိတ်လည်းတောင်းနေဆုံးနေတဲ့မြင်ပွားလေးဟိုမြင်မှာပြန်လာခဲ့ဒီရင်းနဲ့တွေ့မှာပဲမိနာချင်းတော့ပွေးဖက်ပါဒီချိန်ကစွန့်ပြခဲ့တဲ့တိုင်းနေဘူးငါကလည်းစားလုံးနေခံစားရင်ခနိုင်ဘူးငါနဲ့ပိုင်းစုကိုစုနေတယ်ဘောငါ့မတ်တစားတလာချုံမင်းပဲပြပြရနော်မင်းပဲရွေးချယ်တော့မင်းပဲရွေးချယ်တော့ငါဆိုတာမင်းတော့မဖြစ်စုကိုစုနေတယ်ဘောငါ့မတ်တစားတလာချုံမင်းပဲပြပြရနော်မင်းပဲရွေးချယ်တော့မင်းပဲရွေးချယ်တော့ငါဆိုတာဟာမင်းတော့မဖြစ်ရင်ကွင်ကိုတကောင်မြမလာစုရေရတွေမကဲနိုင်ပါဘူးလမ်းခွဲခြင်းမိတ်ပုံတွေချငါမျက်ရည်မြေဒုက္ခချစ်လာဘယ်သူတွေကငါလောက်ချင်ပါလဲဒီတရားများမင်းကြောင့်ဖြစ်လာခဲ့ငါမပိုင်ဆိုင်ရတဲ့နှလုံးသားလေးရဲ့နာကျင်ကြတွေကိုသူဖန်တီးတဲ့ဆိုကိုစုနဲ့ထင်မှာပေါ့ငါ့မတ်တွေစားရချိုးမင်းပဲထွက်ပြည့်တယ်နော်မင်းပဲရွေးချယ်တော့မင်းပဲရွေးချယ်